တင်ပါတယ်ရှင်ဗျာပြီးတော့ယူသေးတော့တရားလျှောက်ခွင့်ပြုတော့ပါတွေးထင်းနာမိတာဘဝင်ကြသုံးခုကင်ပြီးတဘာဝလျာအောင်တစ်ခုတည်းပေါ်လို့စိတ်ကြအောင်နေတဲ့ဧကဂရတမာရီဖြစ်သွားတဲ့အခါမှာဒီလေအာယုံမှာတဏှာရင်ကင်းသုံးနေကင်းစေရမည်ဟုအဋိဋ္ဌံပြုပြီးတမာရီထူတော်မှာလေရှင်ဗျာတပည့်တော့နည်းနည်းသိမ်မွေးတဲ့တဘာဝလျာအောင်နဲ့ကြုံတွေ့တဲ့အခါမှာလေနည်းနည်းသိမ်မွေးတဲ့တဘာဝလျာအောင်ကိုသိနေတဲ့စိတ်စင်ကိုသာသတိထားစောင့်ရှောက်ပြီးတမာရီထူတော်မှာလေရှင်ဗျာအလွန်လွန်နုညံ့သိမ်မွေးတဲ့တဘာဝလျာကိုနဲ့ကြုံတွေ့တဲ့ချိန်ခါမှာလည်းအလွန်လွန်နုညံ့သိမ်မွေးတဲ့တဘာဝလျာကိုသိနေတဲ့စိတ်အစဉ်ကိုသာသတိထားစောင့်ရှောက်ပြီးတမာရီထူတော်မှာလည်းရှင်ဗျာလေပြောက်သွားတဲ့အခါမှာလေကိုသိတယ်လို့မသိတယ်လို့ဖြစ်တဲ့အခါမှာလည်းရှင်ဗျာဆုံးမတဲ့အတိုင်းဒီတော့သိရမယ်လေအလွန်နုညံ့နေပါလားဦးလုံးသွင်းတဲ့အခါမှာလေသိတဲ့စိတ်ဖြစ်ပါတယ်ရှင်ဗျာတခါတလေတော့နည်းနည်းစောင်းရတယ်ဗျာတခါတလေတော့ချက်ချင်းပြန်သိပါတယ်ရှင်ဗျာတပည့်တော့ဒီခါတိုင်းတော့ဒီတစ်ပတ်စရင်တနင်္ဂနွေကတော့ခါတိုင်းတဲ့အတွေးနည်းသွားပါတယ်ရှင်ဗျာအဆင်ပြေပါတယ်ရှင်ဗျာတပည့်တော့ဆုံးမတော်မူပါဗျာအသိဉာဏ်လည်းပညာလည်းဒုက္ခန္တာသူအလုပ်လုပ်တာလေစိတ်ကလည်းဒုက္ခန္တာသူအလုပ်လုပ်ရမှာပေါ့အဲ့တော့သိရမယ်လေအာယုံတော်တော်လေးနုညံ့ပါလားအလွန်နုညံ့သိမ်မွေ့နေပါလားဆိုတဲ့အသိဉာဏ်တော့ထည့်ပြီးစိတ်ဆိုတဲ့သဘောတရားအာယုံကိုသိခြင်းရယူခြင်းပညာနုညံ့သိမ်မွေ့တယ်လို့ပြောပြလိုက်ပြီဆိုစိတ်ကလည်းအဲ့နုညံ့သိမ်မွေ့တဲ့လေအာယုံကိုယူဖို့တော့လိုတာကိုဒီသဘောလေးကိုပေါ့လေသိချင်းရယူခြင်းအဲဒီတော့ဒီအသိဉာဏ်ဖြစ်တဲ့ပညာစေတသိက်ရဲ့ဒီစိတ်ရဲ့ဒါသူတို့ချင်းချင်းဒါစကားပြောကြတယ်ပညာပြောတယ်ဒီစိတ်ကိုအဲကောင်တော်တော်လေးနူးညံ့သွားပြီနော်တိမ်မွေးသွားပြီနော်ဆိုရင်ပြောတဲ့ဥစ္စာကိုအဲ့ဒီစိတ်ကအဲ့ဒီတိမ်မွေးတဲ့လေကိုသူယူရတော့မယ်သူ့အလုပ်ဖြစ်သွားပြီအသိဉာဏ်ကပြောလိုက်တယ်ပညာကပြောပြလိုက်တယ်သူကမယူဘူးဆိုရင်မသိသေးဘူးလေဒီသဘောတရားကြီးအဲ့ဒီတော့ပညာဆိုတဲ့ဉာဏတံပေယဉာဏ်ရှင်ခြင်းသည်ဟောတော်တော်လေးနူးညံ့သိမ်မွေ့ပါလားသို့မဟုတ်အလွန်လုံးနူးညံ့သိမ်မွေ့နေပါလားအလွန်လုံးနူးညံ့သိမ်မွေ့သွားပါလားဗောတခုမဟုတ်တခုအသိဉာဏ်ထည့်လိုက်ပြီဆိုရင်သိချင်းရယူခြင်းစိတ်ကအဲ့ဒီအာယုံကိုလည်းယူရမှာပေါ့ဒီသဘောလေးပါဟိုစိတ်ကဖြစ်လိုက်တိုင်းလည်းမပြည့်စုံသေးဘူးသိချင်းရယူခြင်းသိချင်းတဲ့ဆန္ဒသိချင်းဆိုတာဒါမျိုးလေးတော့ဆက်ဆက်ပေးလိုက်လေယာယုံလေးသိတယ်လို့မသိတယ်လို့ရှိတယ်လို့မရှိတယ်လို့သို့မဟုတ်ပျောက်သွားတယ်ဒါတွေကဘာဖြစ်သွားတာလဲဆိုတော့အာယုံနဲ့စိတ်လေအာယုံနဲ့စိတ်အလှမ်းဝေးသွားတဲ့သဘောအဲ့ဒီအသိဉာဏ်လေးကနေဈာနေပြန်ပြီးတော့ဆက်ဆက်ပေးလိုက်လူညံ့သိမ်မွေးသွားပြီလို့ပြောလိုက်ဟောအဲ့ဒီတော့မှစိတ်ကသူပြန်ပြီးတော့သိချင်းရယူကိစ္စသူပြန်ပြီးလုံနိုင်တော့လေအာယုံကိုပြန်သိသွားအဲ့ဒီတော့မှတတိကအဲ့ဒီလေအာယုံသိတဲ့စိတ်ကိုစောင့်ရှောက်တဲ့ကိစ္စလေးသူပြန်လုံသွားသမာဓိလမ်းကြောင်းပြန်တဲ့ပြောနေတာတော့ကြာတော့အဲ့ဒီစေတသိက်တွေသူကိစ္စတွေလုံလိုက်တော့ချက်ချင်းသိသွားတယ်သမာဓိဟာအပြည့်စည်းတော့မဟုတ်ပါဘူးနော်အဲ့ဒါလေးပဲပညာဒါတခုပဲလို့စာအုပ်ထဲမှာအဲ့ဒါမပါဘူးမပါဘူးဆိုပေမဲ့လည်းဒီပြောက်တဲ့အခါကြီးတော့ပါတယ်တူတူပါပဲအလိုလိုနူးညံ့သိမ်မွေ့တဲ့လေအာယုံကိုသာစောင့်နေစောင့်နေပါလို့ပြောတာတူတူပါပဲဒီခုတော့အချင်းချုပ်ပြီးတော့တော်တော်လေးနူးညံ့သိမ်မွေ့သွားပါလားတူတော့တူတူပါပဲစောင့်တဲ့အလုပ်ကလေးတွေစောင့်အဲ့ဒီတော့ပိုးရင်လွယ်ကူအောင်နားလည်လွယ်အောင်ပြောတာလေစာအုပ်ထဲမှာလည်းလွယ်ကူအောင်နားလည်လွယ်အောင်မပါတာနဲ့ပြောတာနဲ့ဒါလေးပဲကွဲလုပ်ငန်းတော့တူတူပါပဲလေဒီလောက်သိနေကြဆိုတော့တော်တော်လေးအာနာပါနကမ္မထာနဲ့တော်တော်အသိဉာဏ်ကျွယ်ဝသွားကြပါပြီအဲ့ဒီတော့ဒိဋ္ဌံပြုပြီးသွားတာလားဒိဋ္ဌံမပြုပဲနဲ့သွားတာလားရှင်မြတ်အဋိဋ္ဌံပြုပါတယ်ဗျာတပည့်တော်မပြုရင်အဆင်မပြေဘူးဗျာအဲ့တော့တချို့ကြတော့ဒိဋ္ဌံပြုရင်အဆင်မပြေတဲ့သူကြတော့လေပေးမဒိဋ္ဌံတော့ဘူးလေနောက်ပိုင်းဘာကြောင့်လဲဆိုတော့လိုချင်တာကတော့ဒီအလောက်ကသူလိုချင်တာက
အတွေ့အထိနာမိတ်တာဘုံည3ခုကင်းကင်းလေးတန်တန်ရှင်းရှင်းလေးကိုဒီလုပ်ငန်းကအလိုရှိတယ်ခဏတစ်ပြုံးမဟုတ်ဘူး10မိနစ်15မိနစ်မိနစ်နဲ့10တနင်္ထိုင်တနင်္လုံးအတွေ့အထိနာမိတ်တာဘုံည3ခုကင်းတဲ့ကင်းကိုဒီအလုတ်ကသူကြိုက်တယ်အဲ့ဒါကြောင့်ဒိဋ္ဌမပြုတ်လဲသူကြိုက်တယ်လို့လေကိုကစူးစမ်းပေးနိုင်တယ်အထုတ်ပေးနိုင်တယ်ဆိုရင်လည်းဒိဋ္ဌမပြုတ်လဲရတယ်လူတချို့ကတော့ဒိဋ္ဌပြုတ်တယ်ဒိဋ္ဌပြုတ်တာတော့အဲ့တော့ဒိဋ္ဌမပြုတ်လဲစုတဲ့ကဲတိုးပွားအောင်လုပ်ပေးနိုင်ရင်တော့မဘူးလေဒိဋ္ဌမပြုတ်လို့ပေါ့နော်အဲ့တော့ဒိဋ္ဌပြုတ်လို့နည်းနည်းခက်ခဲရှိတယ်လို့တော့ပေးမပြုတ်တော့အဲ့တွေ့ထိနာမိတ်တာဘုံကြ3ခုကင်းတဲ့ကင်းအောင်တန့်ရှင်းတဲ့တန့်ရှင်းအောင်တနိုင်တိုင်းတနိုင်2နိုင်တိုင်း2နိုင်3နိုင်တိုင်း3နိုင်အဲ့ဒီလိုမျိုးတန့်ရှင်းမှုကင်းမှုကိုရအောင်တော့လုပ်ပြီးလို့တော့ဒီလိုပြောလိုက်အဲ့ဒိဋ္ဌမပြုတ်တော့သူကတတ်တရရကလေးနဲ့စုလို့ရတာပေါ့လေဒိဋ္ဌပြုတ်ပြီးလို့အချိန်ကြံသေးလုပ်ပဲလေရိုးရိုးသေးသေးဂယုစာယူဆက်လုပ်ရုံဒီတိုင်းနဲ့သွားမှာအေးရှင်ဗျာဒီတီးတဲ့စိတ်ကတစ်ခါတလေအဲ့ဒီသဘာဝလေးကိုတီးတဲ့စိတ်တစ်ခါတလေမရှိတာကတတိနေတာနဲ့ရောဆိုင်လားဗျာစိတ်မရှိတာအဲ့စိတ်ပဲသွားလိုက်လေသူ့မေးကြည့်နေပဲသွားလိုက်လေမေးကြည့်လိုက်ပါဟုတ်အဲ့လိုစောင့်ကြည့်နေတာပဲဗျာဒါစောင့်နေတာပဲဗျာဒါပေမဲ့အဲ့တော့မှန်တာပေါ့လုံခြုံမှုလေတတိဆိုတာလုံခြုံမှုလေလုံခြုံမှုသူကစောင့်ရှောက်မှုလုံခြုံမှုမရှိရင်တော့အန္တရာယ်ရှိပြီပေါ့လုံခြုံရအောင်ဒီတတိကသူတာဝန်ယူရတယ်လေအဲဒီတော့တတိကစောင့်ရှောက်မှုလုံခြုံမှုကမရှိဘူးဆိုရင်နိဝရဏဆိုတဲ့အတွေးတွေဝင်သွားတယ်ဒါလုံခြုံမှုမရှိဘူးတဲ့အဲဒီတော့ခုနစိတ်ကသူပဲရောက်သွားတွေးတာနဲ့ရှိမှာပေါ့နော်တွေးခြင်းတွေးမယ်လေကိုမသိဘူးဆိုရင်ပေါ့တွေးခြင်းတွေးမယ်အိမ်ငိုက်ရင်အိမ်ငိုက်မယ်ဘဝင်ကြရင်ကြမယ်လေပြောက်ခြင်းပြောက်မယ်လေဒီလေးခုတည်းကတစ်ခုမဟုတ်တစ်ခုဖြစ်နေလေမသိတော့ဒါပေမဲ့တွေးတာနဲ့သိတာနဲ့တွေးနေတာနဲ့လေအာယုံသိတာနဲ့တစ်ထပ်သေးလို့ဖြစ်နေတယ်လို့ပြောတဲ့သူလည်းရှိတယ်လေစိတ်ကသူလှုပ်ဆောင်နိုင်တယ်သူ့ရဲ့စွမ်းအားကလျင်မြန်တာနှစ်ခုလုံးကိုသူကပြေးပြီးဝေပြီးအလုံးလုံးอ่ะကာယကံရှင်ကဟိုဘက်ကိုရောက်ပြီးဒီကိုရောက်နေပါလားဒီလိုမျိုးမမြင်ပဲနဲ့တစ်ထပ်သေးလို့နှစ်ခုလုံးကိုပြိုင်ပြီးအလုံးလုံးနေတယ်လို့ထင်ရဒါဆိုသူဘယ်လောက်လျင်မြန်လဲဆိုတော့သတိထားကြည့်ပေါ့အာယုန်နှစ်ခုကိုအဝေပြီးတော့ဟိုပြေးပြီးတော့သိချင်းနဲ့ဒီအာယုန်ကိုသိချင်းနဲ့တွေးချင်းနဲ့ကိုတစ်ထပ်သေးလို့ဖြစ်နေသူ့ရဲ့လှုပ်ဆောင်ချက်ဘယ်လောက်လျင်ကြည့်ပါဒီစိတ်အဲ့ဒါကြောင့်တွေးရတယ်သိနေတယ်လေကိုလည်းသိတယ်တွေးလည်းတွေးတယ်ဆိုအဲ့ဒီဥစ္စာဟာဒီလေအာယုန်နဲ့စိတ်အဲ့ဒီအတွေးအာယုန်ကြီးစိတ်တမ်းနေတယ်လို့ဆိုတယ်အဲ့ဒါဘာကြောင့်ဒီလိုဖြစ်ရတာလဲဝိရိယပိုလွန်နေတဲ့လက္ခဏာစိတ်ပိုင်းဆိုင်ရာတင်းဝိရိယနည်းနည်းပိုလွန်နေတဲ့အတွက်ကြောင့်မို့လို့ဒီလိုဖြစ်ရအလယ်လတ်ညီညလေးဖြစ်သွားမယ်ဆိုရင်လေအာယုန်ကဒီစိတ်ကိုဖွဲ့ချိလိုက်တန်လိုက်ဓာတ်ကတန်ကိုဆွဲကပ်ထားတယ်လို့ဖြစ်သွားတယ်ဝိရိယပိုလွန်ပြီးစိတ်ပိုင်းဆိုင်ရာတင်းနေတဲ့မျက်နှာပိုင်းဆိုင်ရာအာယူထားတဲ့ဆိုရင်တန်လိုက်ဓာတ်မရှိတယ်လို့ဖြစ်နေအလယ်လညီညကလေးထတတ်တယ်တတ်တတာလေးနေတတ်တယ်ဒီသဘောတရားလေးအခါလေးကိုသိတယ်နေတတ်တယ်ဆိုရင်တတိကလည်းတာဝန်ကျတယ်စိတ်ကလည်းတာဝန်ကျတယ်ဝိရိယကလည်းအလယ်လညီညသူနေတတ်တယ်ဆိုရင်အဲ့ဒီလေအာယုံကဒီစိတ်ကိုဖွဲ့ချိထားလို့နိုင်တာဖြစ်တဲ့အတွက်ကြောင့်လေအာယုံမှာဘာဝနာစိတ်ကလေးနေတယ်ဆိုပြီးတော့ဒီမျိုးဖြစ်လာအဲ့ဒါလေအာယုံကိုရိုးရိုးရှင်းရှင်းကလေးသိတဲ့သမာဓိရဲ့ဘာဝနာစိတ်ကလေးနေပြီးသိနေတဲ့သမာဓိနေပြီးသိနေတဲ့သမာဓိကအရေးပေးကောင်းနမိတ်မှလည်းထုံးနေတူပဲလေအာယုံမှလည်းထုံးနေတူပဲဧကဂရသမာဓိဒါလေအာယုံမှလည်းဇန်ဆိုင်နေတယ်လို့ပြောလို့ရတယ်နမိတ်မှလည်းဇန်ဆိုင်နေတယ်ပြောလို့ရတယ်ဒီသဘောတရားဒါဝိရိယကိုဒါထုတ်သုံးခြင်းလို့ထုတ်သုံးလို့မရဘူးဟင်းတမဲ့ချက်တဲ့နေရာမှာစားကိုမစင်မကျင်တစ်ထည့်ကြည့်ပါလားဘာဖြစ်သွားမှာလဲငံတူးပြီးတော့ဟင်းတမဲ့လို့မပြစ်လိုက်ရဘူးလားပြစ်ရတယ်ညာတော့
ပျက်စီးသွားတာအဲ့ဒီဝိရိယလည်းမစင်မချင်းလေအာယုနဲ့ပတ်သက်ပြီးနှုတ်နဲ့သိမ်မွေ့တယ်ဒီလေအာယုနဲ့ပတ်သက်ပြီးတော့မစင်မချင်းဝိရိယကိုဖိညစ်ပြီးကြိုးစားအားထုတ်လိုက်တော့ဒီကမ္မထအာနာပါနလည်းပျက်စီးသွားတယ်လေဒီသဘောပဲကိုအဲ့ဒီတော့စားနဲ့ဝိရိယအင်တမဲခတ်တဲ့နေရာမှာစားတော့ငါဈေးလည်းပေါ်တယ်ကွယ်စားတွေအများကြီးရှိတယ်ထည့်ကျင်တိုင်းထည့်လို့ရမယ်ဖြစ်လို့လားအဲ့ဒီတော့ဒီလေအာယုံကြီးကနှုတ်နဲ့သိမ်မွေ့တယ်မိမိရဲ့ဝိရိယအများကြီးပိုရှမ်းဟာငါကဝိရိယရဲ့အများကြီးပိုရှမ်းနေတယ်ဆိုပြီးငါထုတ်သုံးခြင်းလို့ထုတ်သုံးလို့ရမယ်တဲ့လားအကုန်ပြည့်စည်လို့မရဘူးတဲ့အဲ့ဒါလေးတွေကပပနနရှိရမယ်လိမ့်လိမ့်မမပပနနအာထုတ်တာလိမ္မာရလောက်ပါကျမ်းလို့မရခါတိုင်းနဲ့ပြောဘူးရမဟုတ်လားပဒိန်ဆရာထံကိုရောက်လာတဲ့ယရဏအထက်ကလေးကြည်အဲ့ဒီပဒိန်ဆရာရဲ့စိတ်ဓာတ်ကိုအားလိုက်တဲ့ပစ္စည်းကိုကြည်လက်ရလေးတွေပေါ်အောင်ကိုခိုင်းတာတွေအဲ့ဒီတော့အချိန်လဲရတယ်သူအလုပ်လုပ်နေရမှာလဲကိုကလည်းကြည့်မယ်လို့သူ့ရဲ့လက်နက်ကလေးတွေကိုကြည့်သေးသေးသွယ်ကလေးတွေလေသူရိုက်တဲ့သူထုတဲ့ဒီသူကလေးတွေလည်းသေးသေးကလေးရိုက်တဲ့ခါကျတယ်သူဘယ်လိုရိုက်မှာလဲဒီလက်ချောင်းကလေးတွေနဲ့အာနီတန်ရလေးပဲကြမ်းလို့မရဘူးပျက်စီးကုန်ပုံလည်းမပေါ်တော့လွင့်စင်တော့တန်ဖိုးရှိတယ်လေဒါကြောင့်မို့လို့ဒီအာနာပါနကမ္မထာဟာပဒိန်ဆရာထံကိုရောက်လာတဲ့ယရဏအထက်ကိုသိတူကျမ်းလို့မရဘူးကိုလက်ခဏာနာတော့ဒီအမတန်နုနေတဲ့ယရဏအထက်လေးကိုကျမ်းလိုက်တာဟိုပပဲဆရာကဲတော့3-4ပေါင်နဲ့ထုတယ်ဒူမျိုးနဲ့သွားလုံးလိုက်ပေါ့ဘာလို့မရတော့ဘူးတဲ့အဲ့ဒီတော့ပပဲဆရာနေရာမှာမနေနေပဒိန်ဆရာနေရာမှာပဲနေပါကိုယ့်ရဲ့အထည်လေးဟာယရဏအထည်လေးကိုနုနေတဲ့သိမ့်မွေတန်ဖိုးလေးရှိတယ်ကျမ်းလို့မရဘူးအချိန်တွေကုန်တော့အချိန်တွေရှုံးတော့ဒီသဘောမျိုးဖြစ်ဒါကြောင့်ဒီအလုပ်ဟာတတိယဉာဏ်ရဲ့ပညာရဲ့ပေါ့လေဦးစီးပြီးအလုပ်လုပ်ဝိရိယကိုရှေ့တန်းတင်ပြီးဦးစီးပြီးမလုံးနေနားလည်လားဒီလားရှင်တစ်ခေါက်ထောက်ဝလိုက်မှာပါနောက်တစ်ခါဝေးရမယ်ရှင်ဖေအဲ့ဒါမှအဆင်ပြေပါရှင်ဖေတင်ပါဖေအဲ့ဒါမှတ်ရှင်တာဖေရှင်ဖေအဲ့တော့အကယ်အဲ့ဒါအားလုံးကညီမျှနေတယ်ဆိုရင်ဒီပြောက်တယ်ဆိုတာမဖြစ်တော့ဘူးလားဖေအဲ့ဒီတော့လုပ်ငန်းရကြမ်းကျင်မှုခုနပြောတဲ့အသိဉာဏ်ကလေးတွေကပံ့ပိုးမှုရှိမယ်ဆိုရင်မပြောက်တော့ဘူးတဲ့လုပ်ငန်းကလည်းဆက်နေတယ်ပုံမှန်ဖြစ်နေတယ်အသင်္ခါရိကတိုက်တော့လည်းမလို့ထိုင်ခြင်းနေဆိုရင်အဲ့ဒီအထိုင်ကတော့လုံးဝအပြစ်ကင်းတာများတခုတော့ရည်ပြတ်တာကိုထိုင်ငံဒီမှာပဲအခါရှုပ်သွားတာကိုကျမ်းမာရေးနည်းနည်းညံ့နေတာလို့ဆိုရင်လည်းဌိနမိတ်တာဘဝင်ကြလေးကဝင်ပြီးတော့နှောက်တတ်သေးတယ်ဒါကြောင့်အဖက်ဖက်ကအကုန်လုံးကသူ့ရဲ့သူအတိုင်းအတာတကူပြည့်စုံမှုတော့တိုးတယ်ပေါ့သူဒီအာထုတ်တာဒီမှာဖေအချိန်မှန်မှုတော့လိုတယ်မပြတ်ကွက်ဖို့တော့လိုတာပေါ့ဒီမှာဖေအားကြောင့်လဲဆိုတော့ဒီအလုတ်ကနဲ့လဲနဲ့အချိန်လဲထိုက်တန်ပေးရတယ်ရရှိပြီဆိုရင်လည်းဒီအလုတ်ကသေးကြတယ်ဒီအလုတ်ကသေးကြတယ်ကြီးရရှင်အဲ့တော့လေးပြောက်တယ်ဆိုတာမကောင်းဘူးပေါ့နော်ဖေလေပြောက်တော့ဒီလေမသိတော့ဘူးလေမသိတော့တမာတိရရပ်တန့်သွားတယ်ပျောက်တဲ့အခါကျရင်လေပြီးခုနအသိဉာဏ်ဆိုရင်ရှင်းပြီးတော့တော်တော်လေးနုညံ့သိမ်မွေ့သွားပါလားဆိုပြီးတော့စိတ်ကိုမတွေးမိအောင်မစင်းစားတတိထားစောင့်ချောင်းတဲ့အလုံးနဲ့စောင့်တာစောင့်အသိဉာဏ်တော့ထက်အလုံးလုံးနုညံ့သိမ်မွေ့သွားပြီးသူချက်ချင်းပြန်သိသွားအဲ့ဒါဆိုရင်ဒီပမာရီမပြတ်ဘူးမပြတ်ဘူးဒီသဘောပါအတိကမတွေးရင်တော်မငှရင်တော်ဘဝင်မကြရင်တော်ပြီလေသူရဲ့ငြိမ်သက်မှုတစ်ခုဟာရှိနေတာပဲလေ
တင်ပါရှင် အေးဟုတ်ပြီသေချာပြန်နှတ်ထောင် တင်ပါဗျာ ခင်ဗျာ3 ည 2 3 ညတရားလျှောက်ပေးပါခင်ဗျာ